ုန်းအဟောင်းမှာရှိတဲ့ TikTok အဟောင်းကိုဖုန်းအသစ်ကိုပြောင်းတဲ့ချိန်မှာအခုလိုမျိုး OTP ကုတ်တောင်းတယ်ပေါ့လေ OTP ကုတ်တောင်းတယ် OTP ကုတ်တောင်းတဲ့အချိန်မှာကျွန်တော်တို့ရဲ့ဖုန်းနံပါတ်ဖြစ်ဖြစ် Gmail ဖြစ်ဖြစ်အဲ့ဒီထဲကို OTP ကရောက်မလာဘူးပေါ့လေနော်ပြီးလို့ရှိရင်နောက်တစ်ခုကကြတော့ TikTok အဟောင်းကိုကျွန်တော်တို့ကရှိတ်ထားတဲ့ဖုန်းနံပါတ်တွေ Gmail တွေကိုမသိတော့ဘူးအဲ့လိုအခြေအနေမျိုးမှာကျွန်တော်တို့ကဖုန်းအသစ်ထဲကိုအလွယ်တကူဘယ်လိုပြောင်းမလဲပေါ့လေနော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီနေ့ကျွန်တော်အသေးစိတ်တစ်ခုရှင်းတစ်ချက်ရှင်းကျွန်တော်နားလည်အောင်ရှင်းပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်တို့ကအရင်ဆုံးလှုပ်ထားရမှာကဒီကိုလိုချင်တဲ့ TikTok အဟောင်းပေါ့နော်ဒီဖုန်းအဟောင်းမှာရှိတဲ့ TikTok အဟောင်းကိုကျွန်တော်တို့ကဒီမှာညာဘက်မှာရှိတဲ့အကြောင်းလေး၃ကြောင်းကိုနှိပ်လိုက်ပါနေပြီးလို့ရှိရင်အောက်မှာကျွန်တော်တို့က setting and privacy ဆိုတာပါပါတယ်ထပ်နှိပ်ပါပြီးလို့ရှိရင်တော့ကျွန်တော်တို့ကအပေါ်ဆုံးမှာ account ဆိုတာလေးပါပါတယ်အဲ့ဒီထပ်နှိပ်ပါဒီမှာကျွန်တော်တို့က account information ရင်းထဲကဒီမှာ password ဆိုတာလေးပါပါတယ်เนาะအဲ့ဒီဟာကိုကျွန်တော်တို့က password ဆိုတာလေးနှိပ်လိုက်ပါနေပြီးလို့ရှိရင်တော့ဒီနေရာမှာကျွန်တော်တို့ရဲ့ TikTok အဟောင်းကိုကျွန်တော်တို့က password ပေးရမယ်ပေါ့လေเนาะ password ပေးရမယ့်နေရာမှာကျွန်တော်တို့ကABCD လည်းပါရမယ်နံပါတ်1 2 3လည်းပါရမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာသင်္ကေတတစ်ခုခုပါရမယ်ပေါ့လေနော်အဲ့တော့ကျွန်တော်တို့ကဒီမှာ password အသစ်ထည့်ပေးလိုက်ပါမယ်ကျွန်တော်တို့က continue ဆိုတာလေးနေရပါမယ် okay ဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ TikTok account ကိုကျွန်တော်တို့က password ပေးပြီးသွားပြီပေါ့လေနော်အဲ့တော့ကျွန်တော်တို့ကဖုန်းအသစ်မှာကျွန်တော်တို့ရဲ့ TikTok account ကိုဘယ်လိုဝင်ရမလဲပေါ့လေနော်လာပါပြီအဲ့တော့ကျွန်တော်တို့ရဲ့ TikTok မှာကျတော့ဒီမှာ profile ရဲ့အောက်မှာဒီမှာနော် A အဝိုင်းကလေးနဲ့ပေါ့လေနော်ဒီမှာ A အဝိုင်းကလေးနဲ့ဒီမှာနာမည်လေးပါရယ်နော်ဒီမှာစိုးຫນွေလင်းခုံဆိုပြီးတော့ပါတယ်โอเคနော်အဲ့ဒါလေးကိုတော့ကျွန်တော်တို့မှတ်ထားပေးရမယ်ပြီးလို့ချင်းခုနကကျွန်တော်တို့ password ထည့်ထားခဲ့တယ်ပေါ့လေအဲ့ဒီ password လေးကိုကျွန်တော်တို့မှတ်ထားပေးရမယ်โอเคအဲ့ဒါလေးတွေကိုမှတ်ထားပြီးပြီဆိုလို့ချင်းတော့ကျွန်တော်တို့ရဲ့ဖုန်းအသစ်ကိုတစ်ချက်ပြန်သွားမယ်ပေါ့နော်ကဲဒီမှာဖုန်းအသစ်ပေါ့နော်အဲ့တော့ဖုန်းအသစ်မှာကျွန်တော်တို့ကအဲ့ဒီ TikTok ကောင်ကိုဒီမှာပြန်ထည့်မယ်ပေါ့လေနော်အဲ့တော့ကျွန်တော်တို့က TikTok software ထဲဝင်လိုက်မယ်ဝင်ပြီးတော့ကျွန်တော်တို့ကဒီမှာအသစ်ချမှာမဟုတ်ဘူးကျွန်တော်တို့ရဲ့ရှိပြီးသားအကောင့်ကိုပဲပြန်ဝင်မှာဖြစ်တဲ့ကြောင့်မလို့ really have an account ဆိုတာလေး login ဆိုတာလေးကိုကျွန်တော်တို့ကနေပေးရပါမယ်နေပြီးလို့ရှိရင်တော့အပေါ်မှာကျွန်တော်တို့ကအပေါ်ဆုံးမှာရှိတဲ့ use phone email username ဆိုတာကိုထပ်နေပေးမယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ကဒီဘက်ကိုသွားမယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ကအခုနကကျွန်တော်တို့ username ကိုကျွန်တော်တို့ဒီမှာထည့်ပေးရမှာဖြစ်ပါတယ် soစိုးຫນွေလေးကျွန်တော်တို့ကဒီမှာ7ပေါ့လေနော်အဲ့လိုမျိုးထည့်ပေးမယ်ထည့်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီမှာအောက်မှာ password ဆိုတာလေးပါပါတယ်အဲ့ဒီမှာ password မှာအခုနကကျွန်တော်တို့ပေးခဲ့တဲ့ password လေးကိုဒီမှာထည့်ပေးရမှာဖြစ်ပါတယ်โอเคဒီမှာကျွန်တော်တို့က password လေးထည့်ပြီးတော့နာမည်လေးထည့်ပြီးတော့ဒီပေါ့နော်အဲ့ဒီအချိန်မှာကျွန်တော်တို့က login ဆိုတာကိုနှိပ်ရပါမယ်